ဟာလေလုယာဖျားရှင်နာမတော်ကိုထူပဲချီးမွမ်းပါတယ်ဒီနေ့ထာဝရဘုရားကိုမျှော်ကြည့်ပါဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့နှုတ်ကပတ်တော်ကိုလေ့လာသွားဖို့ရာယုံကြည်သူသားသမီးရောက်စီတိုင်းကိုယေရှုနာမ၌ခေါ်ဖိတ်ပါတယ်ကျမ်းစာတစ်ချက်လောက်ဖတ်ချင်ပါတယ်စာလံ121အပိုင်းငယ်1နဲ့2ဖြစ်ပါတယ်ငါကိုမဆခြင်းကြောင့်ဒီပေါ်ထွက်ရသောတောင်ရိုးတို့ငါမျှော်ကြည့်၏ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာငါကိုမဆခြင်းကြောင့်ဒီပေါ်ထွက်ရ၏နှုတ်ကပတ်တော်အပြင်ရောက်တိုင်းဖျားကောင်းကြည့်ပေးပါစေကျမတို့မှာဒီလိုအချိန်ခေတ်ကာလမှာပေါ့နော်ဆိုရုပ်တဲ့ခေတ်ကာလကိုတခုကိုကျမတို့ကြော်ဖြတ်နေရတယ်ရင်ဆိုင်နေရတယ်ကြုံတွေ့နေရတယ်ဒီလိုမျိုးခဲရင်ဆိုရုပ်တဲ့ကာလတစ်ခုမှာကျမတို့နေထိုင်ရတဲ့အခါမှာကျမတို့မှာကြည်စရာဘုရားခင်ရှိပါတယ်ကျမတို့ကဖះမဲ့ဝါဒီမဟုတ်ပါဘူးဖះမဲ့သားသမီးတွေမဟုတ်ပါဘူးကျမတို့ကိုကယ်တင်နိုင်တဲ့ဖះမဆာနိုင်တဲ့ဖះသူ့ပေါ်မှာကျမတို့ယုံကြည်စိတ်ချရဲဆိုရင်ကျမတို့ပေါ်မှာအမြဲတမ်းလက်တော်ဆန်တမ်းပြီးတော့ကောင်းကြီးပေးတဲ့ဖះသခင်ဆိုတာရှိတယ်ဒီဖះသခင်ကိုမျှော်ကြည့်တဲ့အခါမှာကျမတို့ကဖះသခင်ရဲ့လက်တော်အပြင်မဆာခြင်းကျေးဇူးတော်အပေါင်းကျမတို့ကခံစားရမှာဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ထဲမှာဖះသခင်ကိုမျှော်ကြည့်ပြီးတော့မှကောင်းကြီးခံစားသွားရတဲ့ပုံကိုယ်တစ်ပါးရှိပါတယ်ဓမ္မရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20အပိုင်းငယ်1ကိုဖတ်လိုပါတယ်ထို့နောက်မှမောဘအမျိုးသားနှင့်အာမုန်အမျိုးသားတို့သည်အေဒုံအမျိုးသားအချို့နှင့်တကွယောရှဖတ်ကိုစစ်တိုက်မိဟုခြိလာကြ၏တဲ့ဒီအကြောင်းအရာလေးကတော့ယောရှဖတ်ကိုစစ်လာတိုက်ကြတယ်အေဒုံရဲ့အေဒုံအမျိုးအာမုန်အမျိုးမောဘအမျိုးလူမျိုး၃မျိုးကိုတွေ့ရတယ်လူမျိုး၃မျိုးကဒီယောရှဖတ်ကိုလာတိုက်တာယူဒရှင်ဘုရင်เนาะယောရှဖတ်ကယူဒရှင်ဘုရင်ဖြစ်တယ်အဲ့ယူဒရှင်ဘုရင်ယောရှဖတ်ကိုလာတိုက်တဲ့အခါမှာယောရှဖတ်ကသူတို့ရဲ့အလုံးရင်းကိုမြင်တဲ့အခါမှာစိုးရိမ်နေကြောက်လန့်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာ तू ကဘာလုပ်လဲဆိုရင်ထွက်လည်းမပြေဘူးတိုင်းပြည်ကိုထားပြီးတော့လည်းပြေးမသွားဘူးတိုင်းသူပြည်သားတွေကိုလည်းပြစ်မသွားပဲနဲ့အားလုံးကိုခေါ်ပြီးတော့ထာဝရဘုရားရဲ့ရှေ့တော်မှာသူတို့ဆုတောင်းကြတာကိုတွေ့ရတယ်ပေါ့နော်အော်ဟစ်ကြတယ်ပေါ့နော်အဲ့တော့ယောရှဖတ်ရဲ့အသက်တာကိုကျွန်မကြည့်မယ်ဆိုရင်ယောရှဖတ်ကဒီလိုခက်ခဲတဲ့အခါမှာအရင်ဦးဆုံးဘုရားရဲ့ဂုဏ်ပုဒ်ကိုချီးမွမ်းတယ်ဘုရားကဘယ်လိုဘုရားလဲဆိုတာသူကအရင်ဦးဆုံးဘုရားကိုချီးမြှောက်တာဖြစ်တယ်အဲ့တော့ကျွန်မတို့လည်းခက်ခဲတဲ့အချိန်မှာဘုရားသခင်ကိုချီးမွမ်းပါဘုရားသခင်ကိုချီးမြှောက်ပါနော်ဒါဆိုလို့ရှိရင်ကျွန်မတို့ရဲ့ခဲရင်ဆိုးရုံမှုဟာအရေးပြောသွားလိမ့်မယ်နော်ချီးမွမ်းခြင်းကကျွန်မတို့ရဲ့တိုင်းတွေကိုပြိုပြက်သွားတာဖြစ်တယ်အဲ့တော့ယောရှဖတ်ကြီးမင်းကြီးကဘာပြောလဲဆိုလို့ရှိရင်ယောရှဖတ်အခန်းရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20အခန်းငယ်9ကိုဖတ်ချင်ပါတယ်ယောရှဖတ်တည်တဲ့ဗိမာန်တော်တိုင်းတစ်ရှိယူဒပြည်သူယေရုရှလင်မြို့သားစီဝေးရပြိတ္တအလယ်မှာရက်ပြီးတော့မှဘိုးဘေးတို့ဤဖျားခင်ထာဝရဘုရားကိုတော်သည်တဲ့ကောင်းကင်ဘုံဤအရှင်ဘုရားသခင်ဖြစ်တော်မူသည်မဟုတ်လောတဲ့နော်ပထမဆုံးဘုရားသခင်ရဲ့ဂုဏ်ပုဒ်ကိုချီးမွမ်းတယ်ဘုရားသခင်ဖြစ်တော်မူသည်မဟုတ်လားတပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကိုအစိုးရတော်မူသည်မဟုတ်လောအဘယ်သူမျှမစည်းတားနိုင်အောင်ခွန်အားတကူကြီးတော်မူသည်မဟုတ်လောဤပြည်၌နေဘူးသောသူတို့ကိုကိုတော်ဤလူဣတိယလအမျိုးရှိမှနှင်ထုတ်၍ကိုတော်အဆွေအာဗြဟံ၏သားမြေတို့ဟာဤပြည်ကိုအစဉ်ပေးတော်မူသောအကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသည်မဟုတ်လောသူတို့သည်နေရာကျ၍နာမတော်ဖို့တန်ရှင်းရဌာနတော်ကိုတိဆောက်ကြသောအခါကျွန်ုပ်တို့အပေါ်မှာထားသောဒဏ်ခတ်ခြင်းဘေးကာလနာဘေးမွတ်သိပ်ခြင်းဘေးတစုံတစ်ခုရောက်၍နာမတော်ဖြင့်သမုတ်သောဤအိမ်တော်အထံတော်သို့ကျွန်ုပ်တို့သည်ချင်းကပ်၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြသောအခါနားထောင်၍ကယ်မတော်မူပါဟုလျှောက်ထားကြပါသည်တဲ့နော်ဟာလေလုယာယောရှဖတ်ရဲ့အသက်တာအရာခွန်အားယူဖို့ကောင်းတယ်ကျမတို့ကခရင်ဆိုးတဲ့အခါမှာညီးတွားတာမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့နာမတော်တွေဘုရားသခင်ရဲ့ဂုဏ်ပုဒ်တွေဘုရားသခင်ကဘလို့ပုံကိုယ်တွေလဲဆိုတာကိုကျမတို့ကချင်းမွန်ထောမနာပြုရမှာဖြစ်တယ်နော်ဒီလိုမျိုးဓာဘေးဒဏ်ခတ်ခြင်းဘေးကာလနာဘေးမွတ်သက်ခြင်းဘေးတစ်ခုရောက်လို့ရှိရင်တဲ့ကိုတော့နာမတော်ဖြင့်သမုတ်တဲ့ဤအိမ်တော်တဲ့ဗိမာန်တော်ကိုသွားရတယ်နော်ဗိမာန်တော်ကိုချင်းကပ်ပြီးတော့တဲ့ဗိမာန်တော်အိမ်တော်ဤအိမ်တော်မှာချင်းကပ်ပြီးတော့ကျွန်တော်တို့တွေဆူတောင်းတဲ့အခါမှာကိုတော်ဒီနားထောင်ရေးကဲမတနာတော်မူပါလို့ရှောက်ဆိုတယ်တဲ့နော်အဲ့တော့ကျမတို့လည်းခဲရင်ဘုရားသခင်ကိုအော်ဟစ်ပါဘုရားသခင်ရဲ့တိုင်းတော်တွေကိုဝင်ပြီးတော့ဘုရားသခင်စီမှာဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာကျမတို့သွားပြီးတော့ဆူတောင်းဖို့လိုအပ်ပါတယ်အဲ့ဒီချိန်မှာ
စနစ်ပေါ့နော်အခန်းငယ်စနစ်မှာအိုးကျွန်ုပ်တို့ဖျားခင်နဲ့သူတို့ကိုမစင်ရင်ပဲနေတော်မူမီတော့ကျွန်ုပ်တို့ကိုတိုက်ရတော့ငါအလုံးကြီးကိုကျွန်ုပ်တို့ဒီစီတာချင်းကမတတ်နိုင်ပါအဘဲတို့ပြုရမီကိုလည်းမသိပါတဲ့ကိုတော့ကိုသာမျှော်ကြည့်လျက်နေပါတယ်လို့ဆုတောင်းနေတယ်နော်သူကဘာပြောလဲလို့ဆိုရင်ဖျားခင်ကျွန်တော်တို့ဒီအလုံးကြီးကိုမနိုင်ဘူးအဲ့တော့သူတို့လာတိုက်တဲ့ခါမှာဒီအလုံးကြီးကိုကျွန်တော်တို့စီးတာဖို့မနိုင်ပါဘူးတဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲကျွန်တော်တို့မသိတော့ပါဘူးတဲ့ဒါကြောင့်ဖျားကိုမျှော်ကြည့်နေပါတယ်တဲ့ကိုတို့စီရင်ပေးပါဆိုပြီးတော့တောင်းလျှောက်တာကိုတွေ့ရတယ်အဲ့ဒီချိန်မှာကောင်းကင်တမန်ကိုဘုရားသခင်ကတန်ရှင်းသောဝိညာဉ်တော်ပေါ့နော်ဝိညာဉ်တော်ထာဝရဘုရားရဲ့ဝိညာဉ်တော်ကတက်ရောက်သွားတယ်ဘု து ပေါ်လဲဆိုလို့ရှိရင်ပိဋကအလယ်မှာရှိတဲ့လေဝိအမျိုးသားအာသအနွယ်မတ္တနိရေလဘေနာယဇာခရီတို့ကနေဆင်းသက်တဲ့ယဟာဇေလအပေါ်ကိုထာဝရဘုရား၏ဝိညာဉ်တော်ကဆင်းသက်ပြီးတော့ဘာပြောလဲဆိုရင်တဲ့ထိုသူကအိုးယောရှဖတ်မင်းကြီးနေယေရုရှလင်မြို့သူမြို့သားအပေါင်းတို့တဲ့နော်နားထောင်ပါတဲ့ထာဝရဘုရားမိန့်တော်မူသည်ကထိုအလုံးအင်းကြီးကြောင်မကြောက်ကြနဲ့စိတ်မပြကြနဲ့စိတ်မှုသည်တင်တို့တာမဟုတ်ဘုရားသခင်ရဲ့အတာဖြစ်တယ်တဲ့နှက်ပြန်နေသူတို့ရှိရာကိုခြိသွားပါသူတို့ဒီဇိဇမြို့တို့တက်ရလမ်းဖြင့်လာကြစဉ်ရေရွှေလတောဇနာဂျိုက်ဝါမှာတင်တို့တွေ့ကြမယ်တို့ရရင်အိုယူရပြည်သူယေရုရှလင်မြို့သားတို့တင်တို့ဒီစစ်တက်ဆရာအကြောင်းမရှိသည်ဖြစ်ရတိကြည်စွာမတ်တတ်နေလေထာဝရဘုရားကဲတင်တော်မူခြင်းကျေးဇူးကိုကြည်ကြလောမကြောက်ကြနဲ့စိတ်မပြေကြနဲ့နှက်ပြန်နေမှာခြိသွားပါထာဝရဘုရားသည်တင်တို့နှင့်အတူရှိတော်မူလိမ့်မည်ဟုမြွတ်ဆို၏ဟာလေလုယာဘုရားသခင်ကစိတ်မှုကတုတာလို့ပြောတာဖြစ်တယ်ကျမတို့လည်းဒီလိုမျိုးခဲရင်ဆွေးရုပ်တွေတဲ့ကာလတစ်ခုကိုဖြတ်နေတဲ့အခါမှာကျမတို့မတတ်နိုင်ပါဘူးငွေကြေးလည်းမလုံလောက်ပါဘူးစားဖို့တောက်ဖို့တွေသွားဖို့လာဖို့တွေကလေးစိတ်တင်နေပေါ့နော်ခက်ခဲတွေအများကြီးဘလောက်ပင်ကြုံတွေ့နေရပါစေထာဝရဘုရားကိုအော်ခင်မျှော်ကြည့်ရင်ထာဝရဘုရားကသူ့ရဲ့လက်တော်နဲ့ကျမတို့ကိုမဆာသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒါဝင်မိနီးကငါ့ကိုမဆာခြင်းကြောင့်ဒီပေါ်ထွက်ရတဲ့တောင်ရိုးတို့ငါမျှော်ကြည့်သူမျှော်ကြည့်တာကတောင်ရိုးဖြစ်ပါတယ်တောင်ရိုးဆိုတာအပေါ်မှာပဲရှိပါတယ်အောက်မှာမရှိပါဘူးထာဝရဘုရားကကောင်းကင်ဘုံမှာရှိတဲ့ထာဝရဘုရားကိုမျှော်ကြည့်လေကျမတို့ဆုတောင်းခြင်းအပြင်အခက်အခဲတွေအားလုံးကိုကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်ကြားနာတဲ့သူအရောက်တိုင်းဘုရားသခင်အသစ်တစ်ပံကောင်းကြီးချပေးပါစေ